အားလုံးပဲမင်္ဂလာပါ။ဘာဆရာကြီးမြေလေးခါတပည့်ဆရာမထောက်မဝီခေါ်တန်ရိုင်းမှဖြစ်ပါတယ်။အခုလာမယ့်တော့လာပြည့်နေ့ဇာတာပရိနေ့ဟာလုံးထူးခြားတဲ့ဓာတ်တွေနဲ့ခေါ်အောင်နေတဲ့နေ့တူနေ့မြတ်နေ့ဖြစ်ပါတယ်။ဒီလိုနေ့မှာတတိုင်းပြည်လုံးမှာရှိတဲ့လူတွေခုနှစ်ရက်တားသမီးတွေအတွက်ရွှေမိုးငွေမိုးတွေရွာသွန်းဖြိုးစေနိုင်တဲ့ရေရအစီအစဉ်ကိုပြောပြပေးမှာဖြစ်ပါတယ်။အခုလာမယ့်တော့လာပြည့်နေ့မနက်ဖြန်ဇာတာပရိနေ့မနက်10:00နာရီမှာနနသီး9လုံးကိုအစိပ်ပေါင်း120ဖြစ်အောင်စိတ်ရမှာဖြစ်ပါတယ်။အဲ့တော့နနသီး9လုံးဝယ်ဖို့အတွက်အခက်အခဲရှိတဲ့သူတွေဆိုရင်မိမိတို့ဝယ်နိုင်တဲ့အလုံးကြီးပမာဏဝယ်ပြီးတော့မှအစိပ်ပေါင်း120စိတ်ရမှာဖြစ်ပါတယ်။မိမိတို့မနက်10:00နာရီမှာမိမိတို့အိမ်ဖျားမှာကတ်လူတန်းမှာဖြစ်ပါတယ်။မိမိတို့ဖြစ်ချင်တဲ့ကိစ္စတွေအခက်အခဲတွေကိုအလေးနဲ့ဆူတောင်းမှာဖြစ်ပါတယ်။ဒီလိုဆူတောင်းပြီဆိုတော့ဖျားရဲ့ဂုဏ်တော်ဖြစ်တဲ့နမောတတဘဂဝတော်အေဟာတော်တမန်တမုတ်တတဆိုတဲ့ဂုဏ်တော်ကိုပတိနဲ့တရားရှစ်လုံးပတိနဲ့တစ်ခေါက်ဆက်ရမှာဖြစ်ပါတယ်။မနက်ဖြန်တော်လာပြီးနေတူးနေမြတ်နေမှာတက်လွတ်တွေစားမယ်ဆိုရင်တော့ပို့ပြီးတော့တည်ရတဲ့အထီရောက်အောင်မြင်စေမှာဖြစ်ပါတယ်။ညပိုင်းမှာဖျားရှင်ရဲ့ဂုဏ်တော်9ပါးတွေကဘဂဝါဂုဏ်တော်ကို9ဘတ်တိတိဆက်ရမှာဖြစ်ပါတယ်။မနက်ဖြန်တော်လာပြီးနေဇာတာပရိနေ့မှာဒီရတဲ့ကိုတစ်ချက်တည်းပြုလုပ်ခြင်းအဖြစ်ရွှေမိုးငွေမိုးတွေရွာသွန်းစေနိုင်တဲ့မိမိတို့ကန်စာတာတွေအောက်ကောင်းလာစေမှာဖြစ်ပါတယ်။အဲ့တော့နနသီးအစိပ်ပေါင်း120လူတန်းပြီးပြီဆိုရင်တော့မိမိတို့ရဲ့ပတ်ဝန်းကျင်ကလေးတငယ်တွေကိုပေးကမ်းဆိုခြင်းလူတန်းရမှာဖြစ်ပါတယ်။ဒီလိုတွေအစစ်စစ်တွေပြုလုပ်ပြီးပြီဆိုရင်တော့မိမိတို့ရဲ့အာရုံမှာရှိတဲ့တပ်ပင်တွေကိုရည်စင်တော်လာမှာဖြစ်ပါတယ်။အော်တရုတ်တွေသားမိဆိုတော့အရှိရက်မှာရှိတဲ့အစီအနှစ်ရှိတဲ့တပ်ပင်ကောင်းတဲ့တပ်ပင်ကိုမိမိတို့ရဲ့တက်စီရည်လောင်းရမှာဖြစ်ပါတယ်။မိမိတို့ရဲ့အခက်အခဲလုံရေးဆန္ဒတွေအများဆုံးပြမြောက်အောင်မြင်စေဖို့အတွက်ငွေဝင်စေဖို့လက်တွေရွှေဖို့မကိုဖြစ်ချင်တဲ့ကိစ္စတွေအလေးနဲ့ဆူတောင်းရမှာဖြစ်ပါတယ်။အဲ့တော့တနင်္လာသားမိဆိုရင်တော့အရှိတောင်တောင်ရက်မှာရှိတဲ့အစီအနှစ်ရှိတဲ့တပ်ပင်မှာမိမိတို့တက်စီရည်စင်တော်လာမှာဖြစ်ပါတယ်။အင်္ဂါသားမိဆိုရင်တော့တောင်ရက်မှာရှိတဲ့တပ်ပင်ကိုရည်လောင်းရမှာဖြစ်ပါတယ်။ဗုဒ္ဓဘုသားမိဆိုရင်တော့နောက်တောင်ရက်မှာရှိတဲ့တပ်ပင်ကိုရည်စင်တော်လာမှာဖြစ်ပါတယ်။မိမိတို့ရဲ့ခက်ခဲကိစ္စတွေလူရေးဆန္ဒတွေဆူတောင်းပြီးတော့မှရည်စင်တော်လာမှာဖြစ်ပါတယ်။ဇာတာရိသားမိဆိုရင်တော့အနောက်မြောက်တောင်ရက်မှာရှိတဲ့တပ်ပင်မှာရည်စင်တော်လာမှာဖြစ်ပါတယ်။တောက်ကြသားမိတွေအရှိမြောက်တောင်ရက်မှာရှိတဲ့တပ်ပင်မှာရည်စင်တော်လာမှာဖြစ်ပါတယ်။စနေသားမိတွေနောက်ရက်မှာရှိတဲ့တပ်ပင်အစီအနှစ်ရှိတဲ့တပ်ပင်မှာရည်စင်တော်လာမှာဖြစ်ပါတယ်။ရာဟုသားမိတွေဆိုရင်မြောက်ရက်မှာရှိတဲ့တပ်ပင်မှာရည်စင်တော်လာမှာဖြစ်ပါတယ်။အဲ့တော့ခုနှစ်ရက်သားမိတွေမနက်ဖြန်တော်လာပြီးဇာတာပရိနေ့မှာရေရအစစ်စစ်ကိုပြုလုပ်ခြင်းအဖြစ်ရွှေမိုးငွေမိုးတွေရွာသွန်းဖြိုးစေနိုင်တဲ့ကံတွေကိုရရှိပိုင်ဆိုင်စေမှာဖြစ်ပါတယ်။2025ခုနှစ်မှာခုနှစ်ရက်သားမိတွေမိမိတို့ရဲ့လူရင်းဆန္ဒတွေတလုံးတော်ရပြည့်စုံနိုင်ကြပါစေ။